ဒီမွေကဘာမီစပိုက်တုံခေါ်မြန်မာစပါးအုံးမွေပါပြန်များအားဖြင့်12ပေကနေ18ပေကျော်အထိရှည်လျားနိုင်ပြီးအလေးချိန်အားဖြင့်ပေါင်200ကျော်အထိရှိတတ်ကြပါတယ်သူတို့ရဲ့နှုတ်ခမ်းသားမှာအပူအာရုံခံနိုင်တဲ့အပေါက်ငယ်လေးတွေ heat sensing pits ပါရှိပါတယ်ဒါကြောင့်အမှောင်ထဲမှာတောင်သွေးနွေးသက်တဝါတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့အပူချိန်ကိုသိရှိပြီးတိကျစွာဖန်ဆီးနိုင်တာဖြစ်ပါတယ်တခြားတွားသက်တဝါတွေနဲ့မတူတာကတော့စပါးအုံးမွေအမတွေဟာသူတို့ရဲ့ဥတွေပေါက်တဲ့အထိဝက်ပြီးတတ်ကြပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကြွက်သားတွေကိုတုံခါစေခြင်းဖြင့်ဥတွေအတွက်လိုအပ်တဲ့အပူချိန်ကိုဖန်တီးပေးတတ်ကြတာဟာအလွန်ထူးခြားတဲ့အချက်ဖြစ်ပါတယ်ဘာမီစပိုက်တုံခေါ်မြန်မာစပါးအုံးမွေတွေဟာအရှိတောင်အာရှရဲ့ဆိုဆွတ်တဲ့အပူပိုင်းမိုးတစ်တောတွေနဲ့ရေဝက်ဒေသတွေမှာနေထိုင်တဲ့အကြီးဆုံးမွေမျိုးစိတ်တစ်မျိုးပါသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာလှပတဲ့တစ်ကြံပိုးရောင်အကွက်အပြောက်တွေပါရှိတာကြောင့်ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်ပုံကွယ်နေနိုင်တဲ့အစွမ်းရှိကြပါတယ်ဗမာစပါးအုံးမွေတွေဟာအစိမ့်မရှိတဲ့မွေမျိုးစားတွေဖြစ်ပြီးသူတို့ရဲ့သားကောင်ကိုဖမ်းဆီးတဲ့အခါအားပြင်းလာတဲ့ခန္ဓာကိုယ်နဲ့ rip ပတ်ညှစ်သက်တဲ့နီလန်ကိုအသုံးပြုကြပါတယ်သူတို့ဟာရေကူးလဲအလွန်ကျွမ်းကျင်ကြသလိုတစ်ပင်တွေပေါ်မှာလဲကျွမ်းကျင်စွာတက်ရောက်နိုင်ကြပါတယ်အစာကိုအစာအိမ်ထဲမှာရပ်ပေါင်းများစွာကြည်ညက်အောင်အချင်းယူခြေဖြတ်တတ်ကြပြီးအစာတစ်ခါစားပြီးလာပေါင်းများစွာအစာမစားဘဲနေနိုင်တဲ့ထူးခြားတဲ့ဇီဝကာမဖြစ်စဉ်ကိုပိုင်ဆိုင်ထားကြပါတယ်လက်ရှိမှာတော့သူတို့ဟာနေရင်းဒေသပျောက်ဆုံးလာတာကြောင့်မျိုးသုံးပျောက်ကွယ်မှုစိုးရင်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့တဘာဝရဲ့အမွေအနှစ်တတ္တဝါကြီးတွေပဲဖြစ်ပါတယ်